Ataka nightမှာပါရှင်ဟိုဘယ်နေ့ကရောက်လဲဆို29ရက်နေ့ကရောက်ပါတယ်ရှင်အဲ့ကိုဒိတ်ဆန်တာဆိုတော့ဝင်တော့အမှနေရရဲ့ဒီတိုင်းရွာကမုံရဘူးလို့ပြောပါတယ်ရှင်လူကြီးတွေကအဲ့လိုဝင်ခွင့်မပေးဘူးဆိုတော့Ataka nightမှာပဲထားပေးမယ်ဆိုပြီးတော့အမှထားပေးပါတယ်ရှင်ဒီမှာတဲ့ခဲမရှိဘူးဆိုတော့အဲ့လိုပေါ့ဒီလိုနင်းနေပပတင်းချင်းကြနေရတာပေါ့ပို့ရွာပို့တဲ့တန်းတော့ရောက်လာပြီဆိုတော့နင်းနေပပတင်းကြရွာမှာရန်ကုန်မှာနေရတာလားကမစိုးဘူးပေါ့ဗလာဆိုရန်ကုန်မြို့ကို23နှစ်ကလေးကရောက်တာပါရှင်နင်းနေနီးပါလားရှိပြီရန်ကုန်ရောက်တာပေါ့နင်းနေနီးပါလားရှိပြီပါရှင်ကျမကဈေးထဲမှာအင်ကြီးကြောက်လာပါရှင်ကျမလုံလာလေးလာပဲတော့ရင်းနေကအခက်အခဲတွေအများကြီးကြုံခဲ့ရပါတယ်ကျမအလောက်ကလေးပိုက်လိုက်တယ်ဆိုတော့ဈေးပိုက်လိုက်တယ်ဆိုတော့ဘာမှလောက်လို့မရဘူးရှင်အဲ့လိုခက်ခဲအများကြီးကိုဗစ်ကာလနဲ့အများကြီးကြုံခဲ့ရပါတယ်ရှင်ကျမဘလို့ကြောခဲ့ရဆိုကိုဗစ်ကလည်းအိမ်ကအမေပစီကတောင်းပြီးတော့စားခဲ့ရပါတယ်ရှင်အမေစီကမရှိပြီးတော့ရှိပြီးတော့ကြီးငါပြီးတော့ထည့်ပေးလိုက်စားလိုက်အဲ့လိုပေါ့ခဏခဏကိုကောင်းလိုင်းကလေးပိုက်တော့ကောင်းလိုင်းဖွင့်ဟွာလေးတဲ့တင်းဟွာတွေလိုင်းပေါ်မှာဆိုလို့ရှိရင်လေတင်ထခဏခဏရှာကြည့်ပါတယ်ရှင်ဘာလို့လဲဆိုရခိုင်တော့ဖို့ဘယ်နည်းလိုင်းဖွင့်မလဲမသိဘူးဘလို့သေးသေးတွေဟွာဖြစ်လာမလဲမသိဘူးဆိုတော့အမေတန်းကျင်းနေပါတယ်ရှင်ကျမတို့ကြာလို့ချင်းနေခဲ့တာလေးလပိုင်းကတည်းကဘာမှကူညီရခဲ့တာမရှိပါဘူးရှင်ကိုခက်ကရောက်လာတော့လိုင်းကိုခဏခဏဖွင့်ကြည့်တယ်ခဏခဏဖွင့်ကြည့်တော့အော်လိုင်းမြအကားလိုင်းမြအခက်အခဲကြုံတဲ့သူကိုဖွင့်ပေးမလားဆိုပြီးလိုင်းပေါ်ခဏခဏကြည့်တာနဲ့ဇော်ရီမော်တို့နဲ့အခုလေးဇော်ရီမော်တို့နဲ့တွေ့တော့အဲ့လိုအခက်အခဲကိုလိုင်းပေါ်ကတင်ထားတော့ဖုန်းမှန်းစစ်လိုက်ပါလေရှင်အဲ့နဲ့ကျမတို့လည်းတော့ကျင်ပါလေရှင်ဆိုပြီးအကျိုးအကြောင်းအခက်အခဲအများကြီးရောက်နေပါတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်ရှင်ဟုတ်ရှိပါတယ်တကယ်ချင်းတွေလည်းအများကြီးအဲ့လိုကြံခဲ့ရလဲရှိရဒါပေမဲ့တော့ဖို့လာဖို့ကအရှင်းနေတချို့ကြလို့ရှိရင်လည်းဒီမှာပတ်စံမရှိတာတော့အဲ့လိုစောဝန်နေအစိမ်မပြေတာမျိုးအမျိုးမျိုးကြုံတွေ့ရတာအများကြီးရှိပါတယ်တကယ်ချင်းတွေလည်းအဲ့လိုဈေးမဖွင့်တာတော့အဲ့လိုရှိတယ်ဒီအလောက်ကိုပေါ့နော်အကုန်လုံးကိုလိုင်းဖွင့်အကုန်လုံးကိုလောက်လုံးကိုအကုန်လုံးဖွင့်စေချင်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာရခိုင်မှာဆိုလောက်မဲ့လောက်ကန်သတာနေကမရှိဘူးဆိုတော့ဒီရန်ကုန်မြို့ထဲမှာပဲအကုန်လုံးကိုဖွင့်စေချင်ပါတယ်ရှင်အခက်အခဲနဲ့မကြုံရအောင်ပဲကိုဗစ်ကလည်းအများဆုံးကောင်းစေချင်ပါတယ်ရှင်